တော့အရင်တော့ကျွန်တော်ခမင်းကိုလည်းပဲကျွေးတယ်9နိုင်မှာတစ်ခါ9နိုင်မှာတစ်ခါဥစ္စာမနေ့ဆိုတဲ့ခမင်းကြော်နေ့လဲဆိုရင်နေ့လဲ စိတ်ထဲမှာခုချိန်မှာ welcome ကမ္ဘာဖလားကြီးဆိုတော့ကမ္ဘာဖလားကြီးအကျူစားပြီးမှလုံလောက်ဝိရပြုတ်တဲ့ခါကျတော့ဘုရားသူ့တော်ခံကြတယ်ကျွန်တော်တို့ဘုရားကိမှာဆိုတော့လက်ထပ်မှုတွေကိုလက်ခုပ်တီးပြီးတော့ကျူဆူကြရအောင်အခုချိန်မှာယောက်ျားလေးတွေလာမှာဖြစ်တယ်ဒီ second year တကယ်အမေကအမတို့အကြောင်းလုံးမှာ6ဆုံးလို့ပြောတယ်ရုပ်ရင်းချီတော့ဟိုမှာလည်းဒါလည်းဟိုကောင်းလို့ပါဆိုတယ်ဆိုတော့ဘာကောင်းကြရလားဒီကောမဆက်ဘူးလားဒီနေ့ဒီစားကြတော့ပါ